Hello အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်မှာတော့ဒါ chapter 1ရဲ့ review question တွေကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်number 1ပေါ့ number 1က why is nuclear biology important for mankind အဲ့တော့ဒီ biology နဲ့ပတ်သက်တဲ့ဗဟုသုတတွေကလူသားတွေအတွက်ဘာကြောင့်အရေးကြီးလဲဆိုတဲ့အကြောင်းလေးမိထားတယ်ဒါဆိုရင်ဘာကြောင့်အရေးကြီးလဲဆိုတာဒါလေးဖြည့်ပေးလိုက်ရင်ရတယ်ပေါ့နော်အဲ့တော့ဒီစာပိုက်လေးတစ်ပိုက်ကိုဖြည့်ပေးလိုက်ရင်ရပါတယ်အဲ့တော့စာပိုက်ကတော့ထပ်ပြီးမရှင်းပြတော့ဘူးเนาะအရှိရ lecture view တွေမှာလည်းရှင်းပြပြီးသားပဲဆိုတော့လေနောက်တစ်ခုကဒါ biology နဲ့တခြားသောသိပ္ပံဘာသာရဲ့ဂျားကချိတ်ဆက်ထားတဲ့ဥပမာနည်းငယ်ကိုပြောပါဆိုတဲ့အတွက်ဒီဘာသာရဲ့တွေနဲ့ဒါဥပမာတွေသူပေးထားတယ်ပေါ့နော်ဒီဘာသာတွေနဲ့ချိတ်ဆက်နေတယ်အဲ့တော့အဲ့ဘာသာရဲ့တွေဘယ်လိုမျိုးရှိလဲဘာဘယ်လိုချိတ်ဆက်တာလဲသူရှင်းပြထားတာဒီစာပိုက်လေးဖြည့်ပေးလိုက်ရင်ရပါတယ်နောက်တစ်ခုကဒီကင်းနန်6ခုပေါ့နော်ကင်းနန်6ခုကိုမျိုးစာခွဲဖို့အတွက်ဒီအုပ်စုခွဲဖို့အတွက် key အနေနဲ့သုံးတဲ့ identifiable feature ကိုဒါဆွဲပါလို့ပြောထားတာပေါ့နော် key လေးကိုဆွဲပါလို့ပြောထားတာအဲ့ဒါဒီ figure 1.2 ကိုဆွဲပေးရမှာဖြစ်ပါတယ်ဒီပုံလေးပဲပေါ့လीနော်နောက်တစ်ခုကတော့ဒါဂျားရဲ့မေကွန်းနေဂျားရဲ့မေကွန်းနေကဒါရှေ့ရဲ့မာတွေက lecture မာတွေကဖြည့်ပေးပြီးသွားပြီဖြည့်ပေးပြီးသွားပြီပေါ့နော် dichotomic key ထဲမှာပါတဲ့ပု္ပ္ပစာတွေဖြစ်တဲ့အတွက်ရှေ့မှာဖြည့်ပေးပြီးသွားပြီဆိုတဲ့အတွက်ဒီထဲမှာတော့ထပ်မဖြည့်ပေးတော့ပါဘူးနံပါတ်7ပြန်စမယ်ပေါ့နော်magnification နဲ့ resolution ဆိုတဲ့ဝေါ်ဟာရကဘာလို့ဆိုလဲဆိုတာရှင်းပြပါဆိုတဲ့အတွက်အဲ့ဒီဝေါ်ဟာရနှစ်ခုလေးပြောရင်ရပါတယ် magnification ဆိုတာချဲ့ပေးတာပြောတာပေါ့နော်အဲ့ပထမစာပိုက်ကလေးရယ် resolution ဆိုတာဘာလဲဆိုတဲ့စာပိုက်ကလေးရယ်ဒါလေးနှစ်ကြောင်းနှစ်ပိုက်ကိုဖြည့်ပေးလိုက်ရင်ရပါတယ်နောက်တစ်ခုက light microscope ဘယ်လိုလုပ်လဲဆိုတာလေး outline လေးပြောပါဆိုတဲ့အတွက်ဒါလေးပေါ့နော်သူ့မှာ light microscope သုံးဖို့ဆိုရင်ဘယ်လိုမျိုးအစိတ်ပိုင်းတွေကဘယ်လိုလုပ်တယ်ဆိုတဲ့အကြောင်းလေးရှင်းပြလိုက်ရင်ရပါတယ်နောက်တစ်ခုကဒါ light microscope ရဲ့electron microscope ရဲ့ဒီနှစ်ခုရဲ့အားသာချက်အားနည်းချက်အဲ့ဒါတွေရှင်းပြထားတဲ့ table လေးဆိုတဲ့အတွက် table 1.1a 1.1ကိုဆွဲပြရမှာပဲဖြစ်ပါတယ်ဒီနောက်တစ်ခုကတော့ biotechnology ဆိုတဲ့ဝေါ်ဟာရကို define and discuss လုပ်ပါဆိုတဲ့အတွက်what is biotechnology ဆိုတဲ့စာပိုက်လေးဖြည့်ပေးလိုက်ရင်ရပါတယ်အဲ့တော့ biotechnology ဆိုတာဘာလဲဆိုတာသူရှင်းပြထားပြီးပြီပေါ့နော်အဲ့တော့နောက်ထပ်တစ်ခုကတော့ဒါသူကmicroorganism ကို biotechnology မှာအသုံးချတဲ့ကောင်းကျိုးတွေကိုသူကတိတိကျကျရေးပါဆိုတဲ့အတွက်ကောင်းကျိုးဘာတွေရှိလဲပေါ့နော်ဘယ်နေရာတွေမှာအသုံးချလို့ရတဲ့ကောင်းကျိုးဘယ်လိုရှိလဲဆိုတဲ့ဒီစာပိုက်လေးဖြည့်ပေးလိုက်ရင်ရပါတယ်နောက်တစ်ခုကတော့ဇီဝလောင်စာထုတ်တဲ့အကြောင်းကိုအနှစ်ချုပ်ရေးပါဆိုတဲ့အတွက်သူဇီဝလောင်စာထုတ်တဲ့စာပိုက်ကလေးပေါ့နော်အဲ့ဒါလေးထုတ်ပေးရင်ရပါတယ်နောက်တစ်ခုကတော့ဒါပေါမုတ်ထုတ်တဲ့အခါမှာလောက်ရတဲ့အဆင့်တွေရေးပါဆိုတဲ့အတွက်ဒီအဆင့်လေးတွေပေါ့နော်အဲ့အဆင့်လေးရေးလိုက်ရင်ရပါတယ်နောက်တစ်ခုကတော့သူကဘာမေးထားလဲဆိုတော့ cast ကဘာလဲတဲ့ပြီးရင်cast တွေကဘာကိုခေါ်တာလဲပြီးရင် waste ကဘာကိုခေါ်တာလဲဆိုတဲ့အတွက်ဒါလေးဖြည့်ပေးရင်ရတာပေါ့နော်အခုဒီမှာပြောတဲ့cast ကဒီဟာကိုခေါ်တာပြီးရင်နောက်တစ်ခါ waste ကဒါကိုခေါ်တာအဲ့ဒါလေးသူကရေးပေးလိုက်ရင်ရပါတယ်နောက်တစ်ခုကတော့why လုပ်တဲ့အကြောင်းလေးအနှစ်ချုပ်ရေးပါဆိုတဲ့အတွက်သူ့စာပိုက်လေးရေးပေးလိုက်ရင်ရတယ်ပေါ့နော်ပြန်နောက်တစ်ခုကတော့ yogurt နဲ့ cheese လုပ်တဲ့ဖြစ်စဉ်လေးကိုရှင်းပြပါဆိုတဲ့အတွက်သူတို့ဒီစာပိုက်လေးရေးလိုက်ရပါတယ် making yogurt and cheese ဆိုတဲ့စာပိုက်လေးဖြည့်ပေးလိုက်ရပါတယ်ပြီးရင်နောက်တစ်ခုကတော့သူကဘီယာလုပ်တဲ့အခါမှာလုပ်ရတဲ့သုံးရတဲ့အဆင့်တွေဘာတွေလဲဆိုတဲ့အတွက်ဘီယာပြုတ်လုပ်တဲ့ process အကြောင်းလေးရေးပေးလိုက်ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုက microorganism 3ခုသူရေးခိုင်းတယ် food production မှာသုံးတဲ့ microorganism 3ခုပြီးရင်တို့ရဲ့ fermentation product ဘာတွေထုတ်လဲဆိုတာလေးရေးခိုင်းတယ်ပေါ့နော်အဲ့မှာသူကဒါလေးဒီဟာလေးရေးပလန်ရတယ်ပေါ့နော်အခု fermenter ကနေသုံးပြရခါမှာဒီလိုမျိုး microorganism တွေကိုသုံးချလို့ရတယ်ပြီးရင်နောက်တစ်ခါဒီလိုလုပ်ငန်းတွေမှာသုံးချလို့ရတယ်ဆိုတဲ့အကြောင်းလေးရေးပလန်ရပါတယ်ပြီးရင်ဘာကြောင့်fermenter ကိုအသုံးမပြုတ်ခင်မှာပိုးသက်ရလဲလို့မေးထားရပေါ့နော်sorry ဘလို့ပိုးသက်လဲလို့မေးထားတာဘလို့ပိုးသက်လဲဆိုတော့ရင်နှွေးငွေ့နဲ့ပိုးသက်တာလေရင်နှွေးငွေ့ကိုရင်ဆုံး pressure များများနဲ့ပိုးသက်ဖို့အတွက်ဒီက fermenter ထဲမှာထည့်ပြီးတော့ဖြတ်ခိုင်းလိုက်တာအဲ့လိုမျိုးပိုးသက်ပါတယ်ပြီးရင်နောက်ဒီမှာဆို fermentation process လုပ်နေတော့မှာ fermenter ရဲ့ water jacket ထဲကနေရေအေးကိုဘာကြောင့်လှည့်ပေးနေရလဲလို့မေးထားတာပေါ့နော်ဘာကြောင့်လဲဆိုတော့ overheating ဖြစ်ခြင်းကနေကာကွယ်ဖို့အတွက်အဲ့ဒါကြောင့်သူကလုပ်ပေးတာဒီစာပိုက်လေးဖြေလိုက်ရင်ရပါတယ်
နောက်တစ်ခုကတော့ဒါတကယ်လို့ပတ်တယ်တွေကဒီဒလက်တွေကလှုပ်တာရက်သွားမယ်ဒလက်တွေမလဲတော့ပဲရက်သွားတယ်ဆိုရင် Farmana တွေက micro organism တွေဘာဖြစ်သွားနိုင်လဲဆိုတာရေးခိုင်းထားတယ်အဲ့တော့ရက်သွားတယ်ဆိုလို့ရှိရင် temperature ကမမျှလို့ရှိရင်ဒါအဆင်ပြေတော့မှာမဟုတ်ဘူးပေါ့နော်အိစာပိုက်လေးဒီဟာလေးရေးလိုက်ရပါတယ်နောက်တစ်ခုကတော့ biological washing powder မှာ enzyme ရဲ့အခန်းကဏ္ဍပါလဲဆိုတာရေးခိုင်းတယ်သူ့ရဲ့စာပိုက်ကလေးရေးပေးလိုက်ရတယ်ပေါ့နော်ဒီတင်ထားတဲ့စာပိုက်ကလေးပါပဲနောက်တစ်ခုကကြတော့သူကတည်တည်ဖြော်ရည်ထုတ်တဲ့အခါမှာ patinate enzyme အသုံးပြုပုံလေးကိုဖော်ပြပါဆိုတဲ့အတွက်ဒီနောက်ဆုံးတင်သွားတဲ့စာပိုက်ကလေးပေါ့နော်အဲ့စာပိုက်လေးဖြည့်ပေးလိုက်ရပါတယ်ကဲဒါဆိုရင်တော့ review question တွေလည်းအားလုံးရမယ်ထင်ပါတယ်ဒီထဲမှာစာပိုက်တွေကိုတော့ကျွန်တော်မရှင်းပြတော့ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ရှေ့က lecture video တွေမှာလည်းပြန်ကြည့်လို့ရတာဆိုတဲ့အတွက်ဘယ်လိုဖြေရမလဲဆိုတာလောက်ပဲရှင်းပြပေးသွားတာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီ chapter 1 review question တွေလည်းအားလုံးရမယ်လို့မျှော်လင့်ပါတယ်เนาะဒါဆိုရင်နောက်ထပ် chapter တွေမှာပြန်တွေ့ကြပါမယ်တတား